ဤကုသိုလ်တို့၏ဘုရားအားကြောင့်ဤတော်တို့သည်ဒုက္ခခတ်တေအေးနေရဖြစ်သောနိဗ္ဗာန်တို့ရောက်ရပါလို့ကို၏ရှင်မြတ်တို့ဗျာဤကောင်းမှုဤကုသိုလ်တို့၏ဘုရားကကိုမိဘဘုရားဆရာဓမ္မစာပါ၍သုံးတဲ့ဘုကျင်လေချဖို့သောဝိနိယသတ္တဝါပေါင်းတို့အားညပိဝိပါကို၏ညပိဝိပါကို၏ညပိဝိပါကို၏ညရာချ၍စိတ်ပြာသံသာကြသည်ဖြစ်ကြပါစေသောကုသိုလ်မြတ်မြတ်မြတ်